အိမ်ရှင်မတွေအတွက်အိမ်သုံးပစ္စည်းမျိုးစုံကိုတနေရာထဲမှာဈေးနှုန်းသက်သာစွာနဲ့ဝယ်ယူနိုင်မယ်။ရွှေအိမ်ဆန်အိမ်သုံးပစ္စည်းအမျိုးမျိုးကိုအားလုံးသိကြမှာပါ။အခုဆိုရင်ရွှေအိမ်ဆန်ကတော့ customer တွေအတွက်66လမ်း108 109လမ်းကြားမှာပြောင်းရွှေ့ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ဒီဆိုင်မှာဆိုရင်မင်္ဂလာခန်းဝင်ပစ္စည်းမျိုးစုံပရိဘောဂအမျိုးမျိုးနဲ့မီးဖို့ကြောင်တုံးဖျားခန်းတုံးရေချိုးခန်းတုံးလူသုံးကုန်ပစ္စည်းမျိုးစုံကိုစိတ်ကြရွေးချယ်ဝယ်ယူနိုင်ပါတယ်။ရွှေအိမ်ဆန်အိမ်သုံးပစ္စည်းအမျိုးမျိုးကတော့ဆိုင်တစ်ဆိုင်လုံးကိုစနစ်တကျလဲပတ်နိုင်အောင် ID Style ရဲ့ EBS Enterprise Software ကိုရွေးချယ်အသုံးပြုထားတာပဲဖြစ်ပါတယ်။ရွှေအိမ်ဆန်လိုမျိုး EBS Enterprise Software အသုံးပြုခြင်းနဲ့ဆိုရင်တော့ရန်ကုန်3998113336မန္တလေး3993551691 93551692ပြင်ဦးနယ်3988588333တို့ကိုဆက်သွယ်ပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။